Hello guys, welcome back. Yeah, I'm back, you know. Yeah, ကျွန်တော်ပြန်လာပါပြီ။ကျွန်တော်စမိုင်းတော့ကျွန်တော်ဒီတိုင်းပဲဗီဒီယိုမတင်ပြဘဲနဲ့တော့တနေ့လောက်နားလိုက်တယ်။ဘာကြောင့်မှတော့မရှိပါဘူး။ကဲခုတော့ကျွန်တော်ပြန်လာပြီ။ဆိုတော့ဒီနေ့ဗီဒီယိုကတော့ထူးထူးဆန်းဆန်းပေါ့နော်ကျွန်တော်ဒီ M Crafter Bro လည်းဒီမှာပါကျွန်တော် TikTok မှာ M Crafter ကသူတို့နာမည်ကြီးရယ်ဆိုတော့သူလှုပ်ထားတဲ့မြန်မာ map မှာကျွန်တော် Kingdom တစ်ခုတည်ထောင်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ series ဖြစ်တဲ့ King of Fest ကျွန်တော်တို့ဒီ series ကိုအခုပဲ episode အနေနဲ့စတင်ရပေါ့နော်ကျွန်တော်အခုလောဆယ်ကျွန်တော်တယောက်တည်းပဲနောက်ပိုင်းကျရင်တော့ကျွန်တော်တကယ်ချင်းနေပါပါမှာပေါ့တကယ်လို့ Bro တို့ပါဆော့ကျင်နေဆိုတော့ကျွန်တော် comment မှာဆော့ကျင်နေလို့ရေးပါလို့ရမယ်ကျွန်တော်စာပါထောင်ပြီးမယ်ပေါ့ yeah ဆိုတော့အခုလောဆယ်တော့ဒီမှာကျွန်တော်ရွာထဲမှာဆောင်းမိုက်တယ်ကျွန်တော် shader လေးထည့်ပြီးတော့ဝင်ကြည့်လိုက်အောင် shader နဲ့ဆိုတော့လှမယ်နဲ့တူတယ် wait a minute guys ကျွန်တော်ဘာလို့လဲတော့မသိဘူးဟိုက shader ဖွင့်လို့မရဘူးနော်ပြီးတော့နာ FPS တော်တော်ကျတယ်တော်တော်လက်တယ်မှာပါကြည့်အောင် bro လက်နေ what the fuck man okay so ဒါမှမဟုတ်ကျွန်တော်လည်းရှောက်ကြည့်အောင်ပါရှိမလဲဆိုတော့ဘာမှမရှိဘူးဆိုတော့ဒီ okay switching table okay that's great ကောင်းနေဆိုတော့မှားပြီလေဟုတ်တယ်မလားကျွန်တော်သိပါတယ်ဒါတော့မကောင်းဘူးလို့ကျွန်တော်ခိုးမှုမြောက်တယ်ဒါမှလည်းပြရမလားတို့ဒါ Minecraft this is Minecraft right okay let's go baby okay ဘာရှိအောင်လဲမသိဘူးတစ်ချက်လိုက်ရှိုးလိုက်မယ် wait oh bro ဖျားစင်းလို့တော့ okay ဒါတော့လာတော့လုံးဝမထီးသေးမယူသင့်တော့လို့ထင်တာပဲကျွန်တော်သွားသိပြီနဲ့တူတယ် okay သွားကြမယ် let's go wait ကျွန်တော်အဲ့ရလေးတော့ယူသွားတဲ့တယ်ဟုတ်တယ်ချက်စဲမှာဗာမဲရှိတယ်မသိဘူးချက်ရှိုးဖွင့်လို့မရဘူးကျွန်တော်အပေါ်ကဟို slash down ဖြစ်မယ်တွေ့ slash ကိုဖြတ် okay oh ဖြတ်ကဆောင်းခဲ့ yo what the fuck အော်လည်းရှိပါအေးပါကွာ yep let's go အရာလေးယူပြီးတော့သွားကြမယ်ကျွန်တော်အရင်စိတ်လို့ရှာနေတာကျွန်တော်ပထမဆုံးပြန်လုပ်တဲ့ဗီဒီယို what အဲ့ဒါအေးပါကွာcreeper share လက်နေရကွာ fuck man sorry guys okay ကြော်လက်ကြမယ် let's go ဟိုနားဒီနားလျှောက်သွားအောင်နည်းလေးတော့လက်တယ်ကြော် record နဲ့မှာပူလက်တယ်ပေါ့နော်ကြော်ဖုန်းကြော်ဆော့နေအဲ့လိုကြီးမလက်ဘူး yeah trust me guys ကျွန်တော်လျှောက်သွားနေတယ်မှာဖျားအကြောင်းတွေ့ပေါ့နော်ကြော်ဒီဖုန်းကြောင်းတွေ့ရဖုန်းကြောင်းတွေ့ကြော်ဝင်မလို့လုပ်တဲ့ချိန်မှာကြော်ဘေးနားမကြည့်ပြီးတော့ဘာကောင်းကြီးမှမသိဘူးဘရိုတွေ့လိုက်တာအေးကွာကြော်မ what the fuck ကြော်တွေ့ရနေတော့မို့maybe total 15လောက်ရှိပဲကြော်လဲတော့ချက်ခုံလို့မရကြော် stamina မလောက်ဘူးပေါ့နော်ကျွန်တော်နည်းနည်းတိုင်ပတ်နေရခုံတဲ့ခလုတ်ကိုနှိပ်မယ်လည်းမခုံဘူးကျွန်တော်အလုံးကကြော်ပြေးနေရဆိုကျွန်တော် share ပြေးရအဆင့်တွေရောက်တယ်အနောက်မှာအကုန်လိုက်အုပ်လိုက်ကြီးပဲကျွန်တော်လင်းတို့တွေကစား oh bro ဟာကောတော့မဟုတ်ဘူးဆိုပေမဲ့လည်းခြေလေးမကောင်းကြည့်အောင် bro လင်းတို့ကလိုက်နေရ oh my jesus help me ဒါကြောင့်ဒီမှာ stretcher ကျူးစမ်းတာမတွေ့သေးဘူးဒီပုံမှန် map ဒီမှာကမိုးအရန်ရွာတယ် bro ကျွန်တော်မြန်မာနိုင်ငံမှာအဲ့လိုကြီးမိုးမရွာပါဘူးကျွန်တော်နေရဲ့ဘိုင်းမှာ what စိတ်ညစ်စိတ်ညစ် okay တေးတော့ပဲစားရလည်းမရှိတော့ဘူးတော်သေးပြီနာဟွာတွေကတော့ကျွန်တော် high lock လို့ပဲခေါ်တယ်ကျွန်တော် Minecraft Mobile Legends တွေမှာ high lock လို့ပဲခေါ်တာဘာကောင်းအဲ့ကောင်တည်ရမလားသူလူတစ်ပိုင်းမြင်တစ်ပိုင်းကျန်းတယ်ပြောရဲ okay နောက်မှပဲသွေးဆန်းကြည့်မယ်ခုလောဆယ်ကျွန်တော်သွေးတော့ဝိုင်းနဲ့နှီးနေကျွန်တော်ပြီးလို့ပဲမကောင်း damn buddy okay ကျွန်တော်ဘက်ကျွန်းရဲ့မြေကြီးရဲ့ပဲဝင်နေလိုက်တော့မယ်သူရတဲ့ဇက်ပဲရှိရစားရလည်းမရှိဘူးကျွန်တော်တကယ်လို့ခင်းနေဆောက်ကလည်းအဲ့လိုဒီခက်နေတော့လေသမားပဲလုပ်တော့မယ် bro ယိုလက်နေတယ် okay ကျွန်တော်မနေ့ကကျွန်တော်ဘွားကိုလည်းကြည့်ပါအောင်ဗျာကျွန်တော်မီးတိုင်းမရှိလို့မီးချစ်ပြီးနေနေရတဲ့ဘွားရောက်သွားစိတ်ကြီးအားလီပါတယ်အားလီဂိမ်းပါတယ်တီးကန်နေရကျွန်တော်ပေါ်တော့ပြန်ရောက်ပြီကျွန်တော်ဒီမှာစားရည်လမ်းမှာတွေ့လို့ပေါ့နော်ကျွန်တော်အဲ့ဒါမားလာတယ်ဒီကားတော့ကျွန်တော်ဘယ်သွားလို့သွားမှမသိသေးဘူးဆိုတော့ကျွန်တော်ဒီမ်းမဲရှောက်သွားနေမှာဆိုတော့ထူးထူးဆန်းဆန်းလေးတွေ့မှာပဲချက်ပြန် record ယူလိုက်တော့မယ်ပေါ့နော်ဒီအိုင် brother ကိုကြည့်နေရတယ်မှာဗီဒီယိုကြီးရှေ့ပြီးပြင်းစရာကောင်းပါလိမ့်မယ် okay ကျွန်တော်ထုံးစံနိုင်မယ် let's go yep ဟုတ်ပါတယ်ကျွန်တော်ထူးဆန်းဆန်းတွေ့လို့ကျွန်တော်ဒီမှာတာဝါကြီးနဲ့ကျွန်တော်ဟိုဘက်မှာ cherry bell လို့ပါလို့နဲ့ပင်ရရှိတယ်ကျွန်တော်
ဒီမှာအဲ့ဒီပုံမှာ stone golem လို့ပါအဲ့ဒီမှာ golem တစ်ကောင်နေတယ်ဘရိုတော့အဲ့ပုံမှာကျန်းနေအကောင်ကဆိုတော့ကျွန်တော်အခုလောပဲအားပြီးဆိုတော့မချသေးဘူးအော်ဘရိုတော့ကြည့်ရတာအဆင်ပြေတော့မသိကျွန်တော်တော့အဆင်ပြေပါတော့ကျွန်တော်စောင့်နေရလက်တော့မတော်ဘူးဆိုတော့ record ယူရစီ oh jesus okay ကျွန်တော် record ယူရတဲ့အချိန်ကျရင်ဘာသာတော့ record ထဲမှာလက်နေမှာဆိုလို့ကျွန်တော် setting ကတော့အဆုံးလေးတော့တင်ထားတယ် fps 60လောက်ဒီထားလာတယ်ရာဒီစီးလေးနဲ့ပါရွေးလိုက်ပါဦးပစ္စည်းအမှန်ကန်ပေါက်ကောက်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ကျွန်တော်ဒီကဆေးရုပ်စာပြီးတက်ဖို့လို့ပဲပေါ့နော်။ Okay ဟိုရှိရကိုရဲဖူးရမှာလည်းကောင်းရင်စရင်ရှင်းရမယ်။ဒီမှာအာတီနိုစတာပါမှာတော့ဘွားပြက်နေပေါ့နော်ဒီတိုင်းထုံးလာတယ် Okay ။ Yeah ဒီကောင်တော့ easy ပါပဲ။အားလီမှာဘရိုဒါချိတာတော့မဟုတ်ဘူးနော်။ပြနေ။ကျွန်တော်တွေအားလီဖြစ်တဲ့အတွက်ကြောင့် enemy ကိုမရရအောင်တော့မတီအောင်ဆော့အောင်ပေါ့နော်။ Okay ။တော်တော်မတီတော့ပေါ့ကျွန်တော်brother just skate ရပါတယ်ကျွန်တော်late sorry ကျွန်တော် big fan နေဆိုတည်နေမယ်ကျွန်တော်ဟိုဂိမ်းစားဆော့တွေကအားပေးလိုက်ကျွန်တော် big fan နေဆိုကျွန်တော်ဘယ်လောက်ကျန်နေတည်ပါတယ်အမအဲ့တရေမရဲ့လုံးဝသူ့ရဲ့ဒီပြလေးမျက်စိဟိုလောက်ထားတဲ့ဟာကိုယူလိုက်တာ brother ဘောပြည့်ပြီပေါ့နော်သူရှာကြီးထွက်လာပြီးလိုက်ကြိုက်တယ်ကျန်းတယ်အခုတော့လည်းမချသေးဘူးအေးပေါ့ skeletons မင်းတို့ငနုတွေကကွာအောင်နိုင်မှာ bro yeah easy okay ဘာရှိမလဲချက်ရှူအောင်သူစမ်းတော့ဘာမှမရှိဘူး fire magic အဲ့ဒါကြီးတော်တော်များတွေ့တာဘာလို့တဲ့ hide တော့မသိဘူးတော့ကျန်းတဲ့ပုံပဲ yeah never mind okay ကြောက်ပေါ်ဆုံးဒီပေါ်ဆုံးမှာကောင်းတဲ့ဟာရှိမယ်ဆိုမျှော်လင့်ချက်နဲ့ကြောက်တက်လာပြီးတော့မှဘာမှကောင်းကံမရလိုက်ဘူးဆိုတော့စိတ်ပြင်းမိရတော့အမှန်ပဲဒါမှလည်း snow falling yeah အဲ့ဒါကောင်းတယ် okay maybe ကျွန်တော် iron pickaxe ရ iron x ရအဲ့ဒါမစိုးဘူးကဲတန်တယ်ဆိုတော့ကျွန်တော်ဟိုဘက်မှာကျွန်တော် village လိုမျိုးတစ်ခုတွေ့လာပါလို့ကျွန်တော်အဲ့ဘက်သွားမယ်ဘာကြီးစကြံလေးရဲဆိုတော့ဘာတော့မရှိတော့ဘူးလို့ခံစားမိနေတယ်ကောင်းကင်မရှိတော့ယူတော့ထိုင်ကျွန်တော်တို့ဒီဟိုဘက်မှာအဲ့ဒီညာကြီးသွားကြမယ်ဘာရှိမလဲဒီမှာyeah ကျွန်တော်ခုနောက်ပိုင်းစားပြီးကျွန်တော်ဗီဒီယိုဒီပုံမှန်ပြန်တင်တော့မှာဖြစ်ပါတယ်ဆိုတော့ yeah please like and subscribe ပုံမှန်တိုင်းပဲထုံးတိုင်းပါပဲ okay yo there's a စာကြည့်လိုက်တာ there's a library bro my bad ကျွန်တော်များရင်ဖြတ်စည်းနေတာ okay အမတော့ကောင်းကန်းရှိမယ်တော့မထင်ဘူး yep oh sorry okay အဲ့ရလေးပဲရှိမယ်ကျွန်တော်အပေါ်တဲ့ချက်တက်ကြည့်မယ်ဘာရှိမလဲအဓိကတော့ပစ္စည်းကောင်းလေးလိုချင်တော့ကျွန်တော်အားလီမာတွေက OB ရဲ့ပစ္စည်းတွေရတာ share ပဲ okay oh trader ဘာ trader စောင်းတွေ trade တိုင်းတူဘာစောင်းတွေတော့ကျွန်တော်မသိဘူးကြည့်လို့လည်းမရဘူး damn baby okay so chest yo golden helmet that's great okay what the hell is that great oh that magic book နဲ့တူပါဒါ magic 1 2 3တင်မှာတော့ level ခွဲပေးတာလား wow တို့ဘာလို့လို့ရလဲဆိုတော့အော်ကြောက်မှတ်မိကြအောင်နောက် trader မှာကျွန်တော်ရောင်းစားလို့ရတယ်ဒါပဲလေသူတွေက magic book ကြီးသူပြန်ရောင်းစားလိုက်ကတိတယ်ဒီစက်ကောင်းတဲ့အကြံဉာဏ်မရှိတော့ဘူး okay ဘာလို့ယူရမရှိဘူးဒီကောင်းကံမရှိဘူးဘာရှိမပတိဘာတော့မရှိဘူးတိတ်တော့မမိုက်ဘူးဘာတော့မတန်ဘူးဒါမှရောင်းလိုက်ပါမလဲ oh what wait what the yo အေးပါကွာအဲ့လိုကြီးလားဒါပါတော့maybe ကျွန်တော်ဒီကောင်ကိုတတ်လိုက်ရင်စားလို့ရမှာမသိဘူးကျုပ်ဒီပေါင်လေးသုံးနေ okay စားလို့ပြန်သွားတယ် okay ကျောက်ချမှာဟိုကျောက်လာချနေရကျောက်ချနေရဟုတ်တယ်အများဒီကောင်တတ်မှရမယ်တော်စားလေးချိုင်းမိတာလေကွာမင်းစိတ်တက်ပဲစိတ်တက်မကောင်း okay စား